ဖျားသခင်ရဲ့ကျေးဇူးတော်အထူးချီးမွမ်းပါတယ်။ဒီနေ့ကျွန်တော်တို့ဟာဖျားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုအတူတကွနားဆင်ကြားရပါမယ်။ယေရှုခရစ်တော်ဟာမြေကြီးပေါ်၌အမှုတော်ဆောင်စဉ်ကာလအတွင်းဖျားသခင်ရဲ့နိုင်ငံတော်အကြောင်းကိုသင်ကြားပေးခဲ့ပါတယ်။ယနေ့ဖတ်ရှုမဲ့ကျမ်းပိုက်များမှာတဆင့်ဖျားသခင်ရဲ့နိုင်ငံတော်သည်မိတို့သောနိုင်ငံတော်ဖြစ်သည်ကျွန်ုပ်တို့မိတို့ဝင်ရောက်နိုင်သည်ကိုလေ့လာသွားကြရမှာဖြစ်ပါတယ်အတူတကွနားဆင်ရင်ဝိညာဉ်ခွန်အားယူသွားကြပါစို့ယောဟန်သည်ထောင်ထဲသို့ရောက်သည့်နောက်ယေရှုသည်ဂါလိလဲပြည်သို့ကြွတော်မူလျှင်အချိန်ပြည့်စုံပြီဘုရားသခင်၏နိုင်ငံတော်သည်တည်လုနေပြီနောင်တရကြလောဧဝံဂေလိတရားတော်ကိုယုံကြည်ကြလောဟုသောဘုရားသခင်၏နိုင်ငံတော်နှင့်ရှင်သောဧဝံဂေလိတရားတော်ကိုဟောတော်မူ၏ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဦးစွာရှာကြလောနောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံကောင်းကင်နိုင်ငံတော်သည်လယ်၌စိုက်သောမုန့်ညင်းစေ့နှင့်တူ၏မုန့်ညင်းစေ့သည်အစေ့တကတို့ထက်ငယ်တော်လဲကြီးပွားသောအခါမြက်ပင်တကာတို့ထက်ကြီးတစ်ဖြစ်မိုးကောင်းကင်ငှက်တို့သည်လာ၍အကိုင်းအခက်တို့၌နားနေမိခိုလောက်သောအပင်ဖြစ်သည်ဟုမိန့်တော်မူ၏အခြားသောဥပမာစကားကိုမိန့်မွတ်တော်မူသည်ကားကောင်းကင်နိုင်ငံတော်သည်တဆေးနှင့်တူ၏မိန်းမသည်တဆေးကိုယူ၍မုန့်ညက်သုံးသင်း၌ထဲ့သဖြင့်မုန့်ညက်ရှိသမျှကိုဟောင်းကြွစေတတ်သည်ဟုမိန့်တော်မူ၏ဖာရိရှဲဦးတို့သည်လာ၍ဘုရားသခင်၏နိုင်ငံတော်သည်အဘယ်ကာလမျှတည်ပါမည်နည်းဟုမေးလျှောက်ကြလျှင်ယေရှုကကောင်းကင်နိုင်ငံတော်သည်မြတ်မင်သောအရာ၌မတည်ဤအရပ်၌ကြည်ပါထိုအရပ်၌ကြည်ပါဟုပြောเสียအခွင့်မရှိအကြောင်းမူကားဘုရားသခင်၏နိုင်ငံတော်သည်တင်တို့၏အထဲ၌ရှိသည်ဟုမိန့်တော်မူ၏ယူဒလူတို့တွင်အရာရှိဖြစ်သောနီကိုဒင်အမည်ရှိသောဖာရိရှဲတယောက်သည်ညအခါယေရှုထံတော်သို့လာ၍အရှင်ဘုရားကိုယ်တော်ပြတော်မူသောဤနမိတ်လက္ခဏာတို့သည်ဘုရားသခင်၏အခွင့်မရှိလျှင်အဘယ်သူမျှမပြနိုင်သည်ကိုအကျွန်ုပ်သည်ထောက်၍ကိုယ်တော်သည်ဘုရားသခင်အထံတော်မှကြွလာတော်မူသောဇရာဖြစ်ကြောင်းကိုသိကြပါ၏ဟုလျှောက်တော်ယေရှုကဒုတိယမွေးခြင်းကိုမခံသောသူမည်သည်ကားဘုရားသခင်၏နိုင်ငံတော်ကိုမမြင်ရဟုငါအမှန်အကန်ဆိုသည်ဟုပြန်၍မိန့်တော်မူ၏နီကိုဒင်ကလည်းအသက်ကြီးသောသူသည်မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်းအမိဝမ်းထဲသို့တဖန်ဝင်၍မွေးခြင်းကိုခံနိုင်ပါမည်လောဟုလျှောက်၏ယေရှုကလည်းရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကားဘုရားသခင်၏နိုင်ငံတော်ကိုမဝင်ရဟုငါအမှန်အကန်ဆို၏ဗျာဒိတ်ကျမ်းခန်းကြီး20အခန်းငယ်1ကနေ4ကောင်းကင်တက်နှင့်မြေကြီးတစ်ကိုလည်းငါမြင်၏အဘယ်သို့နည်းဟုမူကားရှေးကောင်းကင်နှင့်ရှေးမြေကြီးသည်ရွှေ့သွားကြပြီထိုခါမှစ၍သမုတ်တရားမရှိတန့်ရှင်းသောမြုပ်တည်းဟုသောယေရုရှလင်မြုပ်တစ်သည်မိမိခင်ပွန်းဖို့
တစားစင်သောမင်္ဂလာဆောင်တို့တမီကဲ့သို့ပြင်ဆင်လျာဖျားသခင်အထံတော်ကောင်းကင်ဘုံမှစင်တက်သည်ကိုငါမြင်၏ကောင်းကင်မှကြီးသောအတန်ကားဖျားသခင်၏တဲကောသည်လူတို့တွင်ရှိ၏လူတို့နှင့်အတူကျိန်းဝတ်တော်မူမည်သူတို့သည်ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်ဖျားသခင်သည်ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍သူတို့၏ဖျားသခင်ဖြစ်တော်မူမည်ဖျားသခင်သည်သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုတုပ်တော်မူမည်နောက်တဖန်တေဘေးမရှိအားစိတ်မတာညှိုးထွားခြင်းအော်ဟစ်ခြင်းပင်ပန်းခြင်းလည်းမရှိရာအကြောင်းမူကားရှေးဖြစ်ဘူးသောအရာတို့သည်ရွှေ့သွားကြပြီရှင်မဿဲခန်းကြီး9ခန်းငယ်1မှ12အထိထိုလူအပေါင်းတို့ကိုမြင်လျင်ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုယ်တော်ယင်းသို့ချဉ်ကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မတာညှိုးထွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလက်တံစိတ်နူးညံ့တိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တံဖြောင့်မတ်ခြင်းပရမီကိုစာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလက်တံတနာဆုံမဲ့တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာဆုံမဲ့ခြင်းကိုခံရကြလက်တံစိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖျားသခင်၏နိုင်ငံတော်ကိုမြင်ရကြလက်တံသူတစ်ပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖျားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တံဖြောင့်မတ်ခြင်းတရားကြောင့်နောက်ရှက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ငါကြောင့်တင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍မမှန်ဘဲလက်အပြစ်တကာတင်ကြသောအခါတင်တို့သည်မင်္ဂလာရှိကြ၏ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့အကြောင်းမူကားကောင်းကင်ဘုံ၌တင်တို့၏အကျိုးသည်ကြီးလာပေ၏တင်တို့ရှေ့ကပေါ်ထွန်းသောပရောဖက်တို့ကိုထိုနည်းတူညှင်းဆဲကြပြီရှင်မဿဲအခန်းကြီး73ခန်းငယ်44ရာနေ46တနည်းကားကောင်းကင်နိုင်ငံတော်သည်လယ်၌ဝတ်ထားသောဗန္တာကိုတွေ့တော်သူသည်တဖန်ဖုံးအုပ်၍ဝမ်းမြောက်သောစိတ်နှင့်တွားပြီးလျှင်ရတတ်သမျှကိုရောင်း၍ထိုလယ်ကိုဝယ်တတ်၏တနည်းကားကောင်းကင်နိုင်ငံတော်သည်မြတ်သောပုလဲတို့ကိုရှာသောကုန်တယ်နှင့်တူ၏ထိုကုန်တယ်သည်အလွန်အဘိုးထိုက်သောပုလဲကိုတွေ့သောအခါတွား၍မိမိ၌ရတတ်သမျှကိုရောင်းပြီးလျှင်ထိုပုလဲကိုဝယ်လေ၏ရှင်လုကာကျမ်းခန်းကြီး18အခန်းငယ် 16မှ19ထိယေရှုသည်
ထိုတငယ်တို့ကိုခေါ်တော်မူ၍ငါထံသို့လာပါလေစေမစီးသားကြနှင့်ဘုရားသခင်၏နိုင်ငံတော်သည်ထိုတို့သောသူတို့၏နိုင်ငံဖြစ်၏ငါအမှန်ဆိုသည်ကားအကျဉ်သူသည်ဘုရားသခင်၏နိုင်ငံတော်ကိုတငယ်ကဲ့သို့မခံမယူထိုသူသည်နိုင်ငံတော်သို့မဝင်ရဟုမိန့်တော်မူ၏ရောမဩဝါဒစာအခန်းကြီး14အခန်းငယ်19ဘုရားသခင်၏နိုင်ငံတော်သည်အစားအသောက်၌မတည်ဖြောင့်မတ်ခြင်းငြိမ်သက်ခြင်းတန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသောဝမ်းမြောက်ခြင်း၌တည်၏ဟုမိန့်တော်မူ၏ကောင်းကင်ဘုံရှင်အဘဘုရားသခင်ကိုယ်တော်၏နိုင်ငံတော်ကိုရှေးဥစွာရှာဖွေတတ်သောစိတ်ကောင်းနှလုံးကောင်းကိုအကျွန်ုပ်တို့အားပေးသနာတော်မူပါကိုယ်တော်၏အလိုတော်အတိုင်းအသက်ရှင်နိုင်ရန်ကူညီမဆတော်မူပါယေရှုခရစ်တော်၏နာမတော်အားဖြင့်အကျွန်ုပ်တို့တောင်းလျှောက်ကြပါ၏အာမင်